ဒါလွယ်ကန်သီလရှင်ကျောင်းမြည့်ရှင်တော်ဖရာလေးကျောင်းဆောင်လှူထားတာဒီနေ့ကတော့ထပ်ပြီးတော့အလူငွေလှူမယ်ဒီမှာအလူငွေဘဏ်ထဲမှာအလူငွေတွေပြည့်ပဲဟောမဲ့ဒီလိုင်းလေးတွေလှူမှာအလူရေစက်လက်နဲ့မကွာတဲ့အလူဆိုတာအရန်ကြီးကြီးပါဖရာရှင်တော်မှာပါရမီဖြည့်ဒါနပါရမီဆိုတာ၄သင်္ချေနဲ့ကဘာတသိန်းဒါပေါ့အစတွေကပါရမီဖြည့်ခဲ့တာနောက်ဆုံးဘဝဝေဒန္တရာမင်းကြီးအထိဒါအလူဆိုတာအခက်အခဲများရင်ဆိုင်ပြီးတော့ကိုယ့်ရဲ့ချွေနှဲစာနဲ့ဖြစ်မြောက်အောင်လူတန်းခဲ့တဲ့ဒါနပါရမီပါတောင်းစပူပေါ်တောင်းစုချွေကရည်ညွှန်းစီစိမ်ဥစ္စာများကျွင်ဝတူတစေတာမြဝေနေစပါးနဲ့ဆန်ရီအထွေတွေကောင်းမှုကုသိုလ်များဓမ္မနာပြုဖို့ငွေမရှာစိန်ရွှေရတနာနိုင်ကြည်လေဝန္တာအချင်းကလေးကရာအတိုင်းမတီးပဲချမ်းမှာစမ်းမလက်ပါတစိမ့်ပလေးများစွာပွားကြောက်တံပရမများဆင်းဆင်းပွားလူတိုင်းတာ၍ရစီတာဝီနီယာဆွေသဟာကပင်မှာဘီရင်ကင်းစင်ခွာအာတဝေခယဝဟံဟောတုစေနာတိအဝေခယအာတဝတေယလေးပါတို့ဤကိယံကိုယနေရချုပ်ရာဖြစ်သောနိဗ္ဗာန်ကိုဧကံရောက်အောင်ဆောင်ရွက်နိုင်သည်ဟောတုဖြစ်ပါစေတည်း